Hello အားလုံးပဲမင်္ဂလာပါ Focus Language Center ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အရင်ဗီဒီယိုလေးမှာတော့ subject pronoun ကပါလဲ object pronouns ကပါလဲဆိုတာပြပြပြီးသွားပြီဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှာတော့ possessive adjective ရဲ့ possessive pronouns ရဲ့ဘာကွာတယ်လဲဆိုတာကိုပြပြပေးသွားမယ်။သူတို့နှစ်ယောက်ရဲ့အဓိကကွာခြားချက်ကပါလဲဆိုတော့ noun ပါလားမပါဘူးလားဆိုတာကတော့အဓိကကွာခြားချက်ပေါ့။ possessive adjective ဆိုတာကအဲ့ဒီမှာ adjective ဆိုတာပါတယ်။ adjective ဆိုတာဒီ noun ကိုအထူးပြုရတာဖြစ်တယ်။ noun ကိုအထူးပြုရတာဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာ noun ကပ်ပြီးတော့လိုက်ပေးရမယ် example this is my sister ဒါကငါရဲ့အမအဲ့တော့ဒီနေရာမှာ my ဆိုတာဒီ possessive adjective ဖြစ်တယ် possessive adjective ဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာ noun လေးဖြစ်တဲ့ sister ဆိုတာကပ်ပြီးတော့ပါလာပေးမယ်နောက်တစ်ခု wash your hand မင်းရဲ့လက်ကိုဆေးပါပေါ့နော်အဲ့တော့ your ဆိုတဲ့ possessive adjective ရဲ့နောက်မှာ hand ဆိုတဲ့ noun လေးကပ်ပြီးတော့လိုက်ပေးမယ်အဲ့ဒါကို possessive adjective လို့ခေါ်တယ် is that your wallet your wallet your ဆိုတာဒီ possessive adjective ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နောက်မှာ wallet လို့ပြန်ပြီးတော့ထည့်ပြရမယ်အဲ့တော့စဉ်းစားကြည့်မယ် this is your လို့ပဲပြောမယ်ဆိုလို့ရှိရင်အတိတ်ပဲကမရှိဘူးဒါကမင်းရဲ့ဟာအဲ့ဒါပဲဖြစ်သွားမှာပေါ့နော်ဒါကမင်းရဲ့ဟုတ်သလားဒါကမင်းရဲ့ပတ်စံအိတ်ဟုတ်သလားအဲ့ဒါမျိုးလေးမေးပြရမှာအဲ့တော့ possessive adjective ရဲ့နောက်မှာဗာပြန်လိုက်ပြရမလဲဆိုရင် noun လေးပြန်ပြီးတော့ကပ်လိုက်ပြရမယ်နောက်တစ်ခု possessive pronouns ဆိုတာကကြတော့ noun ကိုအစားထိုးတယ်noun ကိုအစားထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ pronouns တွေရဲ့နောက်မှာ possessive pronouns ရဲ့နောက်မှာ noun ပြန်ပြီးတော့လိုက်ပေးစရာမလိုဘူးရှေ့မှာတော့ကလည်းပြောခဲ့ကူတယ် pronoun ဆိုတာဒီသစုပ်တစ်ခုနေရာကိုပြန်လဲပြီးတော့အစားထိုးပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအစားထိုးထားတဲ့ noun တွေဒီပြန်ပြီးတော့လိုက်စရာမလိုဘူးအဲ့ဒါကြောင့်မလို့ possessive pronouns ရဲ့နောက်မှာ noun ကပ်ပြီးတော့မလိုက်ရဘူးအဲ့တော့ဒီမှာ example ပေးထားတယ်ဒီပထမစာကြောင့်မှာ possessive pronouns ရဲ့ possessive adjective ရဲ့နှစ်ခုကိုရှင်းပြထားတယ် this book is mine ဆိုတဲ့ဟာဒီ possessive pronouns ဖြစ်တဲ့အတွက်သူရဲ့နောက်မှာ noun ပြန်ပြီးတော့မလိုက်ဘူး this is my book ဒီစာအုပ်ကငါရဲ့စာအုပ်အဲ့တော့ my ရဲ့နောက်မှာ noun လေးဖြစ်တဲ့ book လေးပြန်လိုက်ပြရတယ်ဘာလို့လဲ my ဒီ possessive adjective ဖြစ်နေလို့ဟုတ်ပြီနောက်တစ်ကြောင် this is a bag on the table is that yours ဆိုတာဟာဒီ possessive pronouns ဖြစ်တဲ့အတွက်သူရဲ့နောက်မှာ yours bag ဆိုပြီးတော့ပြန်ပြီးထည့်ပေးစရာမလိုဘူးထည့်ရင်မှားမယ်နော်နောက်တစ်ခု the lipstick in front of the mirror is hers ရဲ့နောက်မှာ lipstick ပြန်ပြီးတော့ထည့်ပေးစရာမလိုဘူးအဲ့တော့ဒီနှစ်ခုရဲ့ကွာခြားချက်ဒီ possessive pronouns ရဲ့နောက်မှာ noun ပြန်လိုက်စရာမလိုဘူး possessive adjective ရဲ့နောက်မှာတော့ noun လေးပြန်ပြီးကပ်လိုက်ပေးရမယ်ဒါဆိုရင် possessive adjective နဲ့ possessive pronouns ကိုခွဲပြမယ်လို့ထင်တယ်နောက်တစ်ခုသွားရအောင် reflexive pronouns ဆိုတာကပါလဲဆိုတော့ကိုယ်တိုင်ကိုယ်ကြားလို့ပြောချင်ရင် reflexive pronouns ကိုသုံးပေးရမယ်အဲ့တော့ကျမတို့အရင်တော့ငါပြောခဲ့ပုံမဲ့ myself yourself herself ပေါ့နော်အဲ့ဒီဟာလေးတွေကတိဒါ possessive reflexive pronouns တွေဖြစ်တယ်အဲ့တော့ဒီ reflexive pronouns ကိုဘယ်နေရာမှာသုံးလဲဆိုရင်ကိုယ်တိုင်ကိုယ်ကြားဆိုတဲ့ဟာငါကိုယ်တိုင်သင်ကိုယ်တိုင်အဲ့လိုမျိုးပြောချင်တဲ့အခါ reflexive pronouns တွေကိုသုံးရတယ်အဲ့တော့ example လေးတွေရှိရယ် she blamed herself for that incident ဒီပြဿနာအတွက်သူမကိုသူမပြန်ပြီးတော့အပြစ်တင်နေတယ် blame herself ကိုသူမကိုသူမအပြစ်တင်တယ်အဲ့တော့ blame yourself ဆိုရင်မင်းဟာမင်းအပြစ်တင်တယ် blame myself လို့ပြောရင်ငါဟာကအပြစ်တင်တယ်နောက်တစ်ခု don't blame yourself by playing carelessly မဟုတ်ဘဲနဲ့ carelessly เนาะအဲ့တော့ကျွန်မရဲ့ဗီဒီယိုလေးမှာတစ်ခါတလေကျရင်အတန်ထွက်လေးပြောသွားတယ်စလုံးပေါင်းလေးပြောသွားတယ်အဲ့ဒါလေးတွေကိုလိုက်ပြီးတော့မှတ်ထားပြီးပါဒါတွေကအထုံးဝင်ပါတယ်เนาะအဲ့တော့ carelessly မဟုတ်ပါဘူး carelessly အဲ့တော့ဒီview မဆိုင်ပဲနဲ့တဲ့လောက်ခဲ့မိတဲ့အတွက်ကိုအပြစ်မတင်ပါနဲ့နောက်တစ်ခု you boys should make it yourself boys မှာ s ပါတာဖြစ်တဲ့အတွက် yourself မှာ selfဖြစ်သွားပါတယ်အဲ့တော့ရှေ့မှာတော့ငါ reflexive pronouns ကိုဇယားလေးနဲ့ပြောတဲ့အခါမှာ plural ရဲ့ singular ရဲ့ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒါလေးကိုမသိသေးရင်ရှေ့ရဗီဒီယိုလေးကိုပြန်ပြီးတော့ကြည့်ပါနော်နောက်တစ်ခု I don't need your help I can do it myself ငါမင်းရဲ့အကူအညီမလိုဘူးငါလုံနိုင်တယ် I can do it myself okay ဟုတ်ပြီเนาะဒါဆိုလို့ရှိရင် pronouns ရဲ့အကြောင်းလေးတွေကိုသိသွားမယ်လို့မျှော်လင့်နေသိသွားပြီဆိုရင်အောက်က exercise လေးတွေကိုဖြည့်ကြည့်လို့ရပါတယ်အဲ့တော့ exercise လေးတွေကိုဒါလေးတွေကိုကိုဗီဒီယိုလေးကို pause လုပ်ပြီးတော့ဖြည့်ကြည့်ပါဒါကပထမဆုံး exercise okay နောက်တစ်ခု
ဒီနေရာလေးမှာကျွန်မကွက်လက်လေးထည့်ဖို့ချိန်ခဲ့တာဖြစ်တဲ့အတွက်ကွက်လက်လေးလိုက်ပြီးတော့ထည့်ကြည့်ပါထည့်ပြီးတော့သူရဲ့နောက်မှာအဖြေလေးလိုက်ပြီးထည့်ပါ Okay now exercise တစ်ခုကြည့်အောင် Okay ဒါလေးကနောက်ဆုံး exercise လေးပါအဲ့တော့ကိုကဒါကို exercise လေးတွေဖြည့်ကြည့်လို့ရပါတယ်အဆင်မပြေရရှိရင်လာပြီးတော့မေးလို့ရပါတယ် comment မှာရေးသွားပြီးခဲ့ပါနော်ဒါဆိုရင်တော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲ see you bye bye